Telegram မှာကိုယ်ပိုင် sticker လေးတွေကိုဘယ်လိုလွယ်ကူလုပ်အောင်လဲ Okay သိချင်နေဆိုရင်တော့ကျွန်တော်ရဲ့ TTD ဘာညာရဲ့ video လေးကိုစုံအောင်ကြည့်သွားပြီပေါ့နော်ကျွန်တော်အကောင့်လေး follow ထားလို့ရပါတယ် Okay ဆိုတော့ကျွန်တော်ဘယ်လိုလုပ်ရဆိုတော့ပြပြမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော် Telegram နဲ့ဝင်လိုက်ပေါ့နော် Telegram နဲ့ရောက်ပြီဆိုရင်ကျွန်တော်အနေနဲ့ sticker ထောက်တဲ့နေရာလေးကိုနှိပ်လိုက်ပါမယ်ဒီမှာပုံမှန် sticker လေးရှိပေါ့နော်ဒီမှာဒါမျိုးလေးပေါ့ပုံမှန် sticker တွေဟုတ်ပြီအဲ့ဒါမှမဟုတ်ကိုယ်ပိုင် sticker လေးတွေမှာကိုယ့်ရဲ့ပုံနဲ့ကိုယ့်ရဲ့ဒါကူကြိုက်တဲ့ပုံလေးနဲ့ကိုယ်ပိုင် sticker လေးဘယ်လိုလုပ်ရဆိုပြပြမယ်အဲ့တော့ကျွန်တော်တို့ဒီ sticker ပို့ရနားလေးမှာဒီမှာနော် create ဆိုတာလေးရှိပါတယ်အဲ create ဆိုတာလေးနှိပ်မယ်နှိပ်လိုက်လို့ရှိရင် तू ကပုံလေးယူခိုင်းတယ်ပေါ့နော်ပုံလေးယူခိုင်းတယ်ကျွန်တော်ပုံယူလိုက်မယ်နော်ပုံယူလိုက်မယ်ဆိုတော့ဒီမှာဟုတ်ပြီဒါဒီရလေးတခုပေါ့နော်ဟုတ်ပြီဒါဒါတူရဲ့ပုံလေးပေါ့နော် okay သူကဒီတိုင်းလေးယူပြီးမှာပေါ့နော်ကိုကဒီမှာ background အဖြူကြီးနဲ့ပေါ့နော်ဒါကြီးက background အဖြူကြီးနဲ့ဖြစ်နေပါတယ်အဲ့တော့ဟို sticker ဆိုတော့ဒီက background မပါမှာလားပေါ့နော်အဲ့ဒါဘယ်လိုဖြစ်ထုတ်အောင်လဲဆိုဒီအောက်မှာ cut out and object ဆိုရှိပါတယ်အဲ့ဒါလေးနှိပ်လိုက်နော်နှိပ်ပြီးခဏဆောင်ရပါနော်နှိပ်ပြီးခဏဆောင်ပြီးဒါဆိုရသွားပြီနော်ဒီမှာတူရဲ့ပုံစံလေးတူဖုံးပြောပြီးငုံနေတဲ့ပုံလေးဟုတ်ပြီအဲ့ဆိုကျွန်တော်အမှန်ကြည့်ပေးလိုက်မှန်ကြည့်ပေးပြီးကျွန်တော်အောက်မှာ sticker set ဆိုတာလေးရှိပါနှိပ်လိုက်မယ် new sticker set ဆိုတာလေးနှိပ်ပြီးတော့ကျွန်တော်အနေနဲ့တစ်ခုနာမည်လေးပေးလိုက်ပါနော်တက်ဆိုပြီးကျွန်တော်ပေးလိုက်မယ် okay ဟုတ်ပြီ sticker လေးတကယ်အလုံးမလို့ဘူးဟောဒါရှိပြီးသားတဲ့နော်ဒီနာမည်မရအောင်ထင်ပါတယ် test ရအောင်နော်ဟုတ်ပြီရမြတ်ဆန်းโอเคဒါဆိုရင်တော့ဒီမှာ sticker လေးပေါ်လိုက်ပါနော်ပို့ကြည့်လိုက် sun sticker okay ဟုတ်ပြီနော်အဆင်ပြေနော်ဒါ UU sticker ပုံ sticker လေးပေါ့နော် video sticker တော့မဟုတ်ပါဘူးနော်ပုံ sticker လေးရပါတယ် okay နောက်တစ်ခုထပ်ထည့်မယ်ဒါလေးကိုနှိပ်မယ်ဒီမှာအပေါင်းပုံစံလေးပေါ်တယ်ထပ်နှိပ်မယ်ကျွန်တော်တို့နောက်ထပ် new sticker လေးယူမယ်ပေါ့နော်ယူမယ်ဆွမ်းနာလို့ပဲကျွန်တော်ပုံသွားရွေးမယ်ဘယ်ရောက်ပါပုံထပ်ပြီးတော့တူနဲ့ပူတယ်ဒီမှာနေစီမနေပုံဒါလေးရွေးလိုက်မယ်ပေါ့နော်ဒါလေးရွေးမယ်ပြီးရင် cut out and object နှိပ်မယ်ဟုတ်ပြီနော်ပြီးရင်ကိုယ့်အကူသူ့ပြီးသွားတဲ့နေရာလေးနဲ့ရွှေ့လိုက်မယ်နော်ရန်နေရွှေ့လိုက်မယ်နေစီပန်ပေးနေပုံနဲ့သူအောက်ခြေနေကတ်လိုက်မလားတော့ကိုစိတ်ကြိုက်ပြင်ဆင်လို့ရနော်ပြီးရင်မှန်ချစ်ပေးလိုက်ပြီဆိုတော့ねကျွန်တော်တို့ sticker လေးဒီမှာ add to sticker set ဆိုတာရှိတယ်အဲ့ဒါကိုနှိပ်ပြီးတော့ကျွန်တော်တို့ဆွမ်းနာလုပ်တဲ့ရောက်သွားမှာပေါ့နော် okay ဒါဆိုရင်ဖုန်းပြောနေတဲ့ဟာလေးရဲ့ဒါနေစီပန်ပေးနေပုံနဲ့ okay ဒါဆိုရင်တော့ sticker လုပ်နည်းကိုလွယ်ကူလေးနဲ့သိရှိသွားပြီလို့ထင်ပါတယ်အဲ့တော့ဟိုဒီလိုမျိုးလွယ်ကူဘယ်လိုလုပ်ရလဲဆိုတာကိုသိသွားဆိုတော့ကိုယ့်အကိုစမ်းကြည့်ကြပါအဆင်ပြေဘူးဆိုလဲလာမေးလို့ရပါတယ်နောက်ထပ်တခြားကောင်းတဲ့အကြောင်းအရာတွေတင်ပေးဦးမှာမို့ကျွန်တော်ရဲ့အကောင့်လေးကို follow ထားပြီးဖို့အတွက်အကြံပြုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟောတခုကြံသွားလို့နော်ကျွန်တော်တို့ဒီမှာ sticker လေးတွေ edit ပြန်လုပ်ချင်တယ်မှာကျွန်တော်တို့လုပ်ထား sticker လေးပေါ့နော်ဒါ sticker set ပေါ့နော်ဒီမှာ edit ဆိုတဲ့ခလုတ်လေးနဲ့လွယ်ကူသွားပြီးတော့ edit လို့ရတယ်နော်ဒီမှာနော် edit ဆိုပြီးတော့ကိုကဒီ sticker ကိုပြန်ထုတ်ချင်တာလားပြန်ထည့်ချင်တာဒီမှာအပုံအဆက်30ရှိရနော် delete လုပ်မှာလား edit လုပ်မှာလားအဲ့လိုမျိုးရှိတယ်ထပ်ပေါင်းကြီးဒီမှာပေါင်းထည့်လို့ရတယ်ဟုတ်ပြီနော်ကျွန်တော်တခြားပါလို့ရအောင်ဒါတော့သူက reorder ပြန်စီခိုင်းတာပေါ့နော်ဒီမှာ reorder ဆိုတာရှိတယ်ဒါလေးကကျွန်တော်တို့sticker လေးကိုရှေ့ပို့ချင်တာနောက်ပို့ချင်တာအဲ့လိုလုပ်လို့ရတယ်နော်reorder ဆိုပြီးတော့ဒီလိုဖိပြီးရွှေ့လိုက်လို့ရှိရင်ကျွန်တော်တို့ရှေ့ကိုပို့လိုက်ရအောင်လုပ်လို့ရပါနော် okay ဟုတ်ပြီဒါရှိတော့မှဆိုတော့ပါပဲဒီလောက်ဆိုရင်အဆင်ပြေမလို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ